မင်္ဂလာပါများ Sport Insight Channel ရဲ့ကြိုးပါဒီတစ်ခါတော့ Arsenal အသင်းရဲ့တိုက်စစ်ပြိုင်ဘက်အသင်းရဲ့ခံစစ်တွေရဲ့ loop block ကိုဘယ်လိုကြော်ဖြတ်ဖို့ကြိုးစားနေလဲအကောင်းဆုံးပုံစံဘာကြောင့်ရမလဲဆိုတော့ပြောပြပါမယ်အထူးသဖြင့်တော့ Manchester City လို့တကယ် Premier League ဖြစ်တဲ့အသင်း Newcastle လို့ခံစစ်မာကျိုးတဲ့အသင်းတွေက Arsenal အသင်းရဲ့တိုက်စစ်ကိုကာကွယ်ဖို့အတွက်ခံစစ်9ယောက်ထိထားပြီးတော့ဘာကြောင့်ကစားလဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပါမယ်လက်ရှိဒီ Arsenal အသင်းဆိုရင်များသောအားဖြင့် low block ကိုမဖြည့်ရှင်းနိုင်လို့ Premier League ဖလားမရဘူးလို့ကျွမ်းကျင်သူတွေကအမြဲတမ်းဝေဖန်ကြလို့ရှိတယ် low block ကိုဖြည့်ရှင်းဖို့ဆိုရင်သူတို့ပြီးခဲ့တဲ့ရာသီတုန်းကသုံးခဲ့တဲ့ knee snick ကတစ်ခုတည်းပဲစပ်ပြီးဆက်ရတဲ့စင်ကိုရဖို့အတွက်ကြိုးစားတဲ့ knee snick ဒါပေမဲ့ဒီရာသီမှာတော့အဲ့လိုမဟုတ်တော့ဘူးကစားသမားအသစ်တွေရောက်လာတာရယ် Yogres ကိုတိုက်စစ်မှုရလိုက်တဲ့အကြောင်းဒီတိုင်ပတ်သင်းရဲ့ low block တွေကိုဖြည့်ရှင်းဖို့အတွက်သူတို့မှာနီလန်းရှိလာတယ်အဲ့နီလန်းတွေကအခုလက်ရှိသူတို့သုံးချနေတဲ့အကောင်းဆုံး knee snick ကတော့တိုက်စစ်ကစားမှာ9ယောက်ထိထားပြီးတော့တိုင်ပတ်သင်းရဲ့ခံစစ်ကိုချိုးဖောက်ဖို့အတွက်ကြိုးစားတဲ့ knee snick ပေါ့နော်အဲဒီ knee snick အကြောင်းကိုရှင်းပြပါမယ်အဓိကဒီ knee snick ရဲ့ဒီ knee snick မှာအသက်ဖြစ်နေတာ Yogres ပေါ့ Yogres အခုရာသီမှာဂုံးသွင်းနိုင်တဲ့အတွက်ရာဂိုး3ခုပဲရသေးတဲ့အတွက်ကြောင့်ဒီဝေဖန်ကြပေမဲ့ဒီလက်ရှိ Arsenal အသင်းတိုက်စစ်အကောင်းဆုံးပုံစံဖြစ်နေတာသူ့ရဲ့လှုပ်အားနှုံးတွေအများကြီးပါတယ်လို့ပြောရမယ်အဲ့တော့ဒီ Arsenal အသင်းတိုက်စစ်ကစားမှာ9ယောက်ဘလို့ပုံစံခင်းကြီးပြီးကစားလဲတိုင်ပတ်သင်းရဲ့ခံစားမှုတွေဘာကြောင့် Arsenal အသင်းရဲ့တိုက်စစ်ကိုခုခံမှုအတွက်ရုန်းကန်ရတယ်ဆိုတော့ပြောပြပါမယ်ဒီနေရာမှာအရေးကြီးဆုံးကစားသမား3ယောက်ရှိတယ်ဒါ Arsenal အသင်းရဲ့တိုက်စစ်ကစားသမား3ယောက်ဖြစ်တဲ့ Yogres ဒီညာဘက်ဆိုမှဆိုရင် Saka ဒါမှမဟုတ်ရင်ဘာတွေပဲကြီးပေါ့နော်ဘယ်ဘက်ဆိုမှဆိုရင် Trossard Martinelli 2ယောက်ထက်1ယောက်ပေါ့နော်အဲ့လိုအသုံးပြုတဲ့အချိန်မှာ Yogres ကကိုယ့်အသင်းဘောလုံးရနေတဲ့အချိန်တိုင်းမှာတိုင်ပတ်သင်းရဲ့ဂိုးပေါက်နဲ့အနည်းဆုံးနောက်ခံအတွင်း2ယောက်ရဲ့နေရာမှာအမြဲတမ်းနေလေးရှိတယ်အဲ့လိုပဲဘယ်ဆိုညာဆိုဒီမှာကစားတဲ့ Saka Trossard အဲ့ကစားသမားတွေကလည်းတိုင်ပတ်သင်းရဲ့ခံစစ် line ရဲ့ width ကိုပေါ့နော်ဒီအကျယ်ကိုချဲ့လိုက်ချင်တာကြောင့်သူတို့ကဘေးစီးတွေမှာပဲသွားရက်အဲ့တော့အဲ့လိုအခြေအနေမှာဘာဖြစ်သွားလဲဆိုရင်တိုင်ပတ်သင်းရဲ့နောက်ခံအဆုံးနဲ့တိုင်ပတ်သင်းရဲ့နောက်ခံအတွင်းကြီးရဲ့ဂျားထဲမှာ half space တစ်ခုလုံးက gap ဖြစ်သွားတယ်အဲ့ဒီ half space တွေကို Arsenal အသင်းကနောက်ထပ်တိုက်စစ်မှုပုံစံမျိုးနံပါတ်10 row ပုံစံမျိုးနဲ့ကစားနိုင်တယ်ကစားသမား2ယောက်ကိုထပ်ပြီးတော့ position change ပြီးတော့ကစားတယ်အဲ့ဒီအချိန်မှာ Arsenal ရဲ့တိုက်စစ်ကစားမှာ9ယောက်ထိဖြစ်သွားတယ်အဲ့တော့အဲ့ဒီ half space တွေကိုဘယ်သူတွေကတိုးဝင်လဲလို့ပြောတာ Arsenal အသင်းမှာ half space တွေကိုတိုးဝင်တဲ့ကစားသမားတွေက Azzi တို့ Odegaard တို့နောက်ပြီးတော့ Julian Timber တို့ Calafiori တို့ Declan Rice တို့ကအဲ့ဒီ half space တွေကိုတိုးဝင်ပြီးတော့ပြိုင်ဘက်အသင်းရဲ့နောက်ခံစားသမားတွေဖိအားပေးဖို့ကြိုးစားလာအဲ့လိုကြိုးစားလာတဲ့အချိန်မှာပြိုင်ဘက်အသင်းနဲ့ဒီ Arsenal အသင်းပြိုင်ဘက်အသင်းရဲ့နောက်ခံစားသမား4ယောက်ထက် Arsenal အသင်းရဲ့တိုက်စစ်ကစားသမား9ယောက်ဖြစ်သွားပြီ numerical overload ဖြစ်သွားပြီပြီးတော့လုံးတက်ကင်တက်ကစားသမားတွေပြိုင်ဘက်အသင်းရဲ့ final တက်ဆုံးတွေကိုတိုးဝင်လာတဲ့အခါမှာပြိုင်ဘက်အသင်းကတော်တော်လေးခက်ခဲရုန်းကန်လာတာကိုတွေ့ရတယ်အဲ့တိုက်စစ်ကစားသမား9ယောက်ဘောလုံးရယူဖို့ကိုးသွင်းနိုင်မှုအတွက်နောက်မှာဖန်တီးပေးမဲ့ကိုယ်နဲ့ကစားသမား3ယောက်က Odegaard လို့ Azzi လို့နောက်ပြီးတော့ Zoe Mandi လို့ line breaking pass တွေအရန်ကောင်းတဲ့ကစားသမားတွေရှိဒါကအာဒီတာအတွက်အားသာချက်လို့ပြောရမယ်အဲ့လိုတိုက်စစ်ကစားသမား9ယောက်တိုးဝင်သွားတဲ့အချိန်မှာအဲ့နေရာလွတ်တွေကိုဘောလုံးပေးဖို့ကိုယ်နဲ့ကစားသမားတွေမှာအမြဲတမ်းအဆင်သင့်ဖြစ်ဒါကြောင့်ပဲ Arsenal အသင်းနဲ့တွေ့တဲ့အသင်းတိုင်းကခံစစ်မှာခက်ခဲရုန်းကန်လာတယ် low block ကတိတ်အဆင်မပြေတော့ဘူးဖြစ်လာတယ်နော်အဲ့တော့အဓိကအားဖြင့်တော့ Yogres ရဲ့လောအားနှုန်းကဒီနေရာမှာအသိမှတ်ပြုရမယ် Yogres ကဒီရာသီမှာပြိုင်ဘက်အသင်းရဲ့ဂိုးရီယာတွေကိုဘောလုံးမပါဘဲ off ball run ပြေးတာ49ချိန်ရှိတယ်သူ့ရဲ့ဒီ off ball run ပြေးတာတွေကြောင့်နောက်ခံစားသမားတွေကနောက်ခံအတွင်းလူ2ယောက်ကသူ့ကိုလွတ်ပေးလို့မရတော့အဲ့ဒါကြောင့်နောက်ခံအတွင်းလူ2ယောက်ကိုသူ့ရဲ့ off ball run တွေကချုပ်ထားလိုက်လို့ဖြစ်တော့နောက်ခံအတွင်းလူ2ယောက်ကဂိုးရီယာရှိမှာပဲနေရပြီးတော့ဒီခံစစ်အစွန်လူကိုကူဖို့တော့မစင်းလိုက်နိုင်အဲ့လိုအခြေအနေမှာ half space တွေဖြစ်လာအောင်သူကကစားပြီးတယ်နော်အဲ့ဒီ off ball run 49ချိန်ဆိုတာလေ Premier League လက်ရှိကစားနေတဲ့ Premier League 9ပွဲအပြီးပြိုင်ဘက်တိုက်စစ်ကစားသမားတွေထဲမှာသူကအများဆုံးပြေးထားတာသူတော့ကိုပြေးထားတဲ့သူမရှိဘူးပေါ့နော်နေရာလွတ်တွေအများကြီးဖန်တီးပေးနိုင်တယ် Yogres ကအဲ့ဒီနေရာတွေကိုလည်းတိုးဝင်ပြီးတော့ဂိုးရောက်တဲ့ကြိုးစားတွေ့ရတယ်ဒီကစားကွက်ဘယ်လောက်ထိအလုပ်ဖြစ်လဲဆိုတော့နောက်ဆုံးကစားခဲ့တဲ့ Watson အသင်းနဲ့ပွဲရသွားတဲ့9-2ကိုကြည့်အယိုးရှင်းဆုံးမြင်ရနိုင်တယ်ပထမဂိုး Zoe Mandi ရဲ့ပေးပို့မှု Azzi က half space တွေကိုတိုးဝင်သွားပြီးတော့ဂိုးပေါက်တွေကိုကန်တယ်ပြန်ထွက်လာတဲ့အချိန်မှာ Declan Rice ကအဆုံးသတ်ပြီးပိတ်တယ်နောက်တစ်ခုလည်းအဲ့လိုပဲတင်မာက half space တွေကိုတိုးဝင်သွားတယ်
အဲ့ဒီအချိန်မှာစာကာကဝစ်ချက်ပြီးထားအဲ့တော့ဆန်နာဘတ်နဲ့ဒီနောက်ကဆုံးတဲ့ဂျားကိုနေရာလို့ဖြစ်လို့အဲ့ဒီနေရာဂျူလီယန်တင်မာတိုးဝင်သွားပြီးတော့အဲ့ဒါကိုဒီဝက်ဆန်တဲ့နောက်ကဆုံးမှာဖြတ်ထုတ်ဖို့ကြိုးစားနေတဲ့ပန်နယ်ပေးရအဲ့ဒါ haspace ကိုအသုံးချပြီးတော့တိုက်စစ်မှု9ယောက်ထိထားပြီးတော့ကစားတဲ့အာဆင်နယ်တဲ့အားသာချက်ပေါ့နော်ဒီဟာကအယူရှင်းလို့မြင်ရလို့ပြောအောင်ပေါ့နော်အဲ့တော့ Man City တဲ့နဲ့ပွဲစဉ်မှာလေ Man City ကဒီအာဆင်နယ်တဲ့ရဲ့ဒီတိုက်စစ်ကစားမှာ9ယောက်ကိုထိန်းဖို့အတွက်ပွဲပြီးကန်ကြီးမှာခန်းစစ်ကစားမှာ9ယောက်ထိထားပြီးတော့ကစားခဲ့ရတယ်541 550ပုံစံမျိုးနဲ့ကစားတယ်နော် low block တက်ပို့ပြီးတော့ဒီခန်းစစ်ကိုပို့ပြီးကြီးကြီးလေးကစား deep block ထိကစားရတဲ့အခြေအနေဖြစ်သွားတယ်။အဲဒါကြောင့်ပဲပွဲပြီးတော့ကျွမ်းကျင်တဲ့သူတွေ interview တဲ့သူတွေကဂွာဒီယိုလာကိုဘာကြောင့်ဒီလိုကစားကွက်သုံးရတာလဲဆိုတာမျိုးဒီကွန်ထုတ်တဲ့ဒီဖြစ်လာတယ်။အဲ့ဒါကဘာကြောင့်လဲဆိုရင်ဒီအာဆင်နယ်ရဲ့ 5 man attack နော်တိုက်စစ်ကစားမှာ9ယောက်ထိ Manchester City ရဲ့တိုက်စစ်ဇုံတွေကိုတိုးဝင်ပြီးတော့ကစားနေကြတယ်ပေါ့နော်။အဲဒီကနေတဆင်ဒီပွဲပြီးခံဒီမိနစ်ပိုင်းအလိုမှာပဲပေါ့နော်။ XG ရဲ့ line breaking pass ကနေတဆင် Martinelli ပြေးထွက်သွားပြီးတော့ first touch ကောင်းတယ်နောက်ပြီးတော့ decision making ကောင်းပြီးတော့ကိုမောက်ကျော်ပြီးတော့ကိုတွန်းလိုက်နိုင်တယ်။အဲဒါကြောင့်ချီပါကူရတော့ပေါ့နော်။ Newcastle တင်လည်းအဲ့လိုပဲသူတို့အသင်းဥဆောင်မှုရထားတယ်ကိုရှိဥဆောင်မှုရနေတဲ့အချိန်နင်းပုတ်ကလည်းအရင်ကောင်းနေတယ်ပြီးတော့နောက်ခံစားမိုင်းနဲ့ကွင်းနဲ့စားမိုင်းစူးစူးစီးနဲ့အာဆင်နယ်အသင်းရဲ့ခံစစ်ကိုကာကွယ်ထားနိုင်တယ်ဒီလိုနဲ့9ရောက်ဖို့အတွက်ခက်ခဲနေတဲ့အချိန်မှာပဲအာဆင်နယ်ရဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်တဲ့ဆက်ပြီးဆိုတဲ့ဆင်မိုင်းတို့ထမကိုချီပါကိုကောင်းတိုက်တယ်ဒုတိယကိုဒေါင်းနံဘောကနေပြီးတော့ဂါဘရီမကာဟေးဆက်ကောင်းတိုက်ပြီးတော့အနိုင်ကိုသွင်းသွားတယ်ဒါကအာဆင်နယ်ဒီယာဒီမှာ low block တွေကိုသူတို့အသင်းကိုခံကစားဖို့အတွက်ပြင်ဆင်လာတဲ့ low block အသင်းတွေကိုတိုက်စစ်ဆင်ဖို့အဓိကအသုံးပြုလာတဲ့နည်းဗျူဟာဒီနည်းဗျူဟာကကိုပွဲစဉ်ခုနှစ်ပြီးတဲ့အချိန်ထိအခြေအနေကောင်းနေလို့ပဲဒီဒါမဲ့ဒီနေရာမှာတော့အာနေချက်တချို့လည်းဒီပုံစံတိုင်းလေးဆက်သွားနိုင်တော့ကောင်းတယ်ဒါမဲ့ Yogres လိုကစားသမားမျိုးကြန့်ခိုင်မှုကျဆင်းလာတာမျိုးဒီနိုင်ငံပြဿနာတွေနဲ့ကြုံရတယ်ဆိုရင်တော့ဒီလိုနေရာလွတ်တွေဒီလို space တွေကိုရှာပြီးမဲ့ကစားသမားကတော့လက်လုံးမှမရှိသေးဘူးဒါကြောင့်ဒီအခြေအနေကိုကောင်းကောင်းကိုင်နေတယ်ဆိုရင်တော့အာဆင်နယ်အသင်းရဲ့ဒီ low block တွေနဲ့ကစားလာမယ့်အသင်းတွေကိုဖြည့်ရှင်းနိုင်မယ်ဒီလန်တွေ့ပြီးပြောလို့ရတယ်ဒါကြောင့်ဒီဟာဒီပွဲစဉ်ခုနှစ်ကစားပြီးမှာတော့အာဆင်နယ်အသင်းတိုက်စစ်ကတော်တော်လေးကောင်းတယ်ဒါကတော့ Manchester City အသင်းတို့ Newcastle အသင်းတို့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကိုခုခံမှုအတွက်ခန်းစစ်ကစားမှာ9ယောက်ထိဘာကြောင့်ထားရလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးရဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် Sport Insight Channel လေးကို Subscribe လုပ်ပြီးတောင်းဆိုပါရစေ